ကောင်လေးဟာတိုင်းပြည်သေးလေးတစ်ခုပါတဲ့မော်ဒယ်တစ်တာစမ်းကြီးတစ်ခုကိုမတော်တဆရလိုက်တဲ့တစ်တာတွေကိုလက်နိုင်လိုက်ရုံနဲ့တင်မိစ္ဆာနဲ့ငကားကြီးကိုအလွယ်တကူထိန်းချုပ်နိုင်ပြီးလက်ဖြစ်တစ်ချက်တီးလိုက်တာနဲ့တင်ငကားကြီးကိုမူလပုံစံပြန်ပြောင်းသွားအောင်လုပ်နိုင်ခဲ့တယ်တရက်မှာတော့လူတစ်ယောက်ကထီးနှန်းကိုလူယူဖို့ကြိုးစားခဲ့တယ်ကောင်လေးကလန့်ပြီးအတန်ထွက်မိသွားတာကိုအဲ့ဒီလူကကြားသွားတော့မှသူ့ရဲ့ frame မျက်လုံးနဲ့လှမ်းကြည့်လိုက်တဲ့ကောင်လေးကိုတွေ့သွားတဲ့အခါအဲ့ဒီလူကကောင်းကင်ပေါ်ပြန်တက်ပြီးကောင်လေးကိုတွားရင်ဆိုင်ခဲ့တာပေါ့ဒါပေမဲ့ကောင်လေးကလက်ညှိုးနဲ့တစ်ချက်ပဲတောက်ထုတ်လိုက်တာအဲ့ဒီလူမီတာထောင်ကနန်းလောက်အဝေးကြီးကိုလွတ်ထွက်သွားခဲ့ရတယ်အဲ့ဒီလူတည်သွားတာကိုမြင်တော့အပေါင်းပါဖြစ်သူကအားလုံးကိုအတူတူတေးကြီးပျက်စီးသွားစေခြင်းနဲ့စိတ်နဲ့မီးတောက်ကြီးတစ်ခုကိုထုတ်လွတ်လိုက်တယ်ဒါပေမဲ့ကောင်လေးကတတွေးတစ်ချက်ပဲထွေးလိုက်ဒါမီးတောက်ကြီးကချက်ချင်းငြိမ်းသွားခဲ့တယ်မိဖုရားကြီးကကောင်လေးကိုနတ်ဖုရားတစ်ပါးထင်သွားပြီးကျေးဇူးတင်လွန်းလို့ဒူးထောက်လိုက်တယ်မိဖုရားကြီးကလက်တစ်ချက်ဝေ့ရမ်းပြီးကောင်လေးရဲ့လက်ထဲကိုတစ်တာတေးသေးလေးတစ်ခုပို့ပေးလိုက်ပေမဲ့ကောင်လေးကတော့တကယ်တော့ကောင်မလေးကိုလှုပ်ကြွေးပြုစုနေရတဲ့ပို့ဆောင်ရေးသမား delivery ရောဂါလေးပါပဲကောင်လေးကနေတိုင်းကြိုးကြိုးဆဆလုပ်ကင်ပေမဲ့ကောင်မလေးရဲ့အဖေကတော့သူ့ကိုလုံးဝသဘောမတူခဲ့ဘူးကောင်မလေးရဲ့မိသားစုကကောင်မလေးနဲ့လမ်းခွဲရင်ငွေတန်းပေါင်းများစွာပေးမယ်လို့တောင်ကန့်လန့်ခဲ့ပေမဲ့ကောင်မလေးကတော့သူ့ကိုပဲယူမယ်လို့အတင်းတောင်းဆိုခဲ့တယ်နောက်ဆုံးမတက်တာတဲ့အဆုံးမှာကောင်မလေးရဲ့အမေကအမှန်တရားကိုဖွင့်ပြောပြလိုက်တယ်လွန်ခဲ့တဲ့တစ်နှစ်ကကောင်လေးဟာအစားအသောက်ပို့ပေးရင်ကား side stand ဖြစ်ခဲ့တာအဲ့ဒီတုန်းကကောင်မလေးဟာကောင်လေးတင်မင်းလက်ကနေလွတ်မြောက်ဖို့အတွက်သူမရဲ့အသက်ဆွမ်းရည်တွေကိုကုန်စင်အောင်သုံးပြီးကယ်တင်ခဲ့တာပါဒါပေမဲ့ကောင်လေးကတော့ဒါတွေကိုအိမ်မက်တစ်ခုလိုပဲထင်နေခဲ့တာပေါ့အဲ့ဒီတော့မှကောင်မလေးဟာသူ့အတွက်ဘလောက်တောင်စနစ်တကျမိကုံရန်ကုန်ပေးဆက်ခဲ့လဲဆိုတာကောင်လေးသဘောပေါက်သွားခဲ့တယ်ခုဆိုရင်သူ့မှာအမြောက်များပါတဲ့ဒီမော်ဒယ်တစ်တာစမ်းကြီးရှိနေပြီးအဲ့ဒီထဲမှာကျင့်ကြံသူတွေနေထိုင်တဲ့ကဘာကြီးတစ်ခုရှိနေပြီးကောင်လေးကတော့အလိုလိုနေရင်အဲ့ဒီကဘာရဲ့အုပ်ချုပ်သူထိပ်သီးကြီးဖြစ်လာခဲ့ပြီးခုချိန်မှာသူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်ကတော့ကောင်မလေးရဲ့မွေးနေ့ပွဲမှာတစ်ကဘာလုံးမြင့်တက်သွားအောင်လုပ်ပြဖို့ပဲဖြစ်ပါတော့တယ်